ခိုင် L5S1 မှာဒါဖြစ်နေရပေါ့အနောက်မှာမြင်လာဒီမဲ့ဒါလေးကကျွံသွားတာနော်ဟုတ်ကဲ့ပါဆရာဒီမှာ disk ကအနောက်မှာဒီ herniation ဖြစ်နေတဲ့အဆင့်ရှိတယ်ပြီးတော့ဒီနံပါတ် L5 ကခါယိုလီယာစမနေနေထောင်းဒီမှာခါယိုလီယာသူက inferior amplate ကနည်း fracture နည်းနည်းရှိတယ်နော်ဟုတ်ကဲ့ဒါ၄လလောက်ရှိပြီနော် L5S1 သမားတွေကအကြာကြီးထိုင်လို့မရအောင်နော်အကြာကြီးထိုင်လို့မရအောင်ဆိုတော့ကိုကဒီကိုယ့်ရဲ့ထိုင်ကုန်မှာစုံလဲကုန်ထိုင်တာရှောင်မယ်လေးချောင်းထောက်ခွန်းနဲ့ထိုင်မယ်ပြီးတော့ထိုင်တဲ့အခါမှာလည်းအောက်မှာလို့စောင်းလေးတွေခေါင်းလေးတွေခုပြီးမှထိုင်တာမျိုးလုပ်မယ်ခါကိုတား twist လုပ်တဲ့ဟာမျိုးတွေလုပ်လို့မရဘူးပြီးတော့ဒီနေရာကို mobilization တအားပေးတာမျိုးတွေလုပ်လို့မရဘူးဥပမာ cat cow လိုဟာမျိုးအဲ့တော့ဒီနေရာကိုအကောင်းဆုံးကတော့ကျွန်တော် fix ဖြစ်အောင်ထိန်းထားပါဒီမှာ fracture လေးနည်းနည်းရှိနေတာဖြစ်တဲ့အတွက်နော်အယိုးလည်းနည်းနည်းကျိုးနေတာဆိုတော့ဒီမှာ fix ဖြစ်နေရလို့ lumbar circle ကိုထိန်းတဲ့သူကခပတ်ကသူကပုံသဏ္ဍာန်2မျိုးရှိတယ်အောက်ပိုင်းကိုထိန်းတဲ့ခပတ်ဝယ်ရမှာနော် L5 နဲ့ S1 ဆိုတဲ့နာမည်ပါရမယ်အဲ့ခပတ်မှာဂျက်ဘူးမှာနာမည်ပါရမယ်နော်ကျွန်တော်ဒီလိုမျိုးခါးမှာနည်းနည်း fracture ဆိုတဲ့စကားလုံးပေါ့နော် MRI တို့ဘာလို့မပါတယ်ဆိုရင်ကျွန်တော်တို့မဖြစ်မနေကျွန်တော်တို့အဲ့နေရာလေးကိုထိန်းထားဖို့လိုတယ်တကယ်လို့တအားနာတယ်ဆိုရင်လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့ကိုကသိမနာဘူးထိုင်နေလမ်းနဲ့ရှောင်းနေတယ်ဆိုရင်တော့လေ့ကျင့်ခန်းအနေကျွန်တော်လုပ်လို့ရတယ်ပို့ပြီးစိတ်ချခြင်းနဲ့ဆိုတော့ကျွန်တော်ခုနပြောသလို lumbar sacral ဒီခပတ်လေးပေါ့နော် L5 နဲ့ S1 ဆိုစကားလုံးပါတယ်အဲ့ခပတ်လေးကိုရွေးပြီးမှဝစ်ပြီးမှသူ့ကိုငြိမ်အောင်ထားပြီးမှ6တိလက်တွေလှုပ်ရတဲ့ core muscle strengthening exercise လို့ဟာမျိုး lumbar stability exercise လို့ဟာမျိုးလုပ်လို့ရမယ်နော်